ကားပါကင်ကိုမှအဓိကဦးစားပေးပြီးရောအသီးသန့်ဝယ်တဲ့ကားဆန်မာများအတွက်ကားပါကင်ပေါ်များတဲ့မြင်ညီတဲ့တခန်းကိုမိတ်ဆက်ပေးမယ်ဒီနေ့မိတ်ဆက်ပေးမယ်တိုက်ခဲတဲ့ဒီနေရာကတော့ရန်ကုန်တိုင်းဒေသကြီးမှာရှိရဲ့တောင်ကလာပါမြို့နယ်တန်တုမာလမ်းမကြီးထဲပေါက်မြင်းသာလမ်းဘက်မှာတည်ရှိနေတဲ့တိုက်ခန်းတစ်ခန်းကိုရှေ့စင်ရမိတ်ဆက်ပေးသွားမယ်အိမ်ရှိမျက်နှာစာမှာကိုပိုင်ကားပါကင်ကိုထိုက်ရမယ်အပြင်ကိုအိမ်ရှိရဲ့မျက်နှာချင်းဆိုင်ဖက်ချမ်းမှာဆိုရင်ကားပါကင်ကပေါ်များစွာရရှိမှာပဲဖြစ်ပါတယ်လမ်းနဲ့တပြေးတည်းမဟုတ်ဘဲနဲ့မြင်းညီတဲ့ကိုအမြင့်လေးဆောက်ပေးထားပဲဖြစ်ပါတယ်ရှင်အခန်းရဲ့ဝင်ပေါက်တကားမှာဆိုရင်ဘာချာတကားတစ်ထပ်ကိုတက်ဆင်ပေးထားပြီးတော့ရေဆိုကန်ပါကီးတွေခင်းပေးထားမယ်မာစာပန်ရွန်တစ်ခန်းပါရှိမှာပဲဖြစ်ပါတယ်အခန်းတစ်ခန်းလုံးရေတွေမီးတွေအလွယ်တကူအသုံးပြုလို့ရဖို့အတွက် main box ကိုထားရှိပေးရမှာဖြစ်ပါတယ်ရှင် main box ထဲကခလုတ်တွေအားလုံးတင်လိုက်ပြီးဆိုတာနဲ့ရေတွေမီးတွေအလွယ်တကူရရှိစေမှာပဲဖြစ်ပါတယ်ဗရင်ပေါက်တွေဟာဆိုရင်လည်းကျယ်ဝန်းပြီးတော့အရေးသွင်းမြင့်တဲ့တကားတွေကိုတက်ဆင်ပေးထားပဲဖြစ်တယ်အဲ့ကကျယ်တဲ့အတွက်ကြောင့်မလို့စင်ကယ်ရွန်အသေးလေးပဲဖြစ်ဖြစ်စာကြည့်ကန်ဖြစ်ဖြစ်ထပ်ပြီးတော့ဖွဲလို့ရပါသေးရဲ့ရှင်။ဖာဆက်ဒီကော်ဖီတေဘယ်တွေအဲအောင်ကိုစတန်တွေထားရှိပြီးလို့ရပါတယ်။ရှောက်လမ်းမှာဆိုရင်မျက်နှာချက်ကောနစ်မီအမြုပ်တွေနဲ့အလှဆင်ပေးထားမယ်။မာရှာပန်ရွန်တစ်ခါကိုဖွဲ့ပေးထားပဲဖြစ်ပါတယ်။မာရှာပန်ရွန်မှာဆိုရင်အရေးသွင်းမြင့်တဲ့တကားကိုတက်ဆင်ပေးထားပြီးတော့ရေဆိုကန်ပါကီးတွေခင်းပေးထားမယ်မျက်နှာချက်ကောနစ်မီဒီမီဆိုင်နဲ့အလှဆင်ပေးထားပြီးတော့မာရှာပန်ရွန်ရဲ့ရေချိုကန်ထဲမှာဆိုရင်ဘိုးတိုင်းအင်တာအတစ်တလုံးတက်ဆင်ပေးထားပြီးကြွပြခင်းကြွပြကပ်ပေးထားမယ်ရှာဝါတစ်လုံးပါမယ်တီးတန့်ဘီစင်ပါရှိပါတယ်ရှင်မီးဖိုကမ်းမှာဘလို့တွေပြင်ဆင်ထားလဲဆိုတာကိုရှင်းစင်အသေးစိတ်လိုက်ပြပေးသွားပါမယ်မီးဖိုကမ်းမှာဆိုရင်တပေပတ်လည်ကြွပြခင်းပေးထားမယ်ရေချိုးကန်းအင်တာတီးတန့်ပါရှိပြီးတော့ရေချိုးကန်းမှာဆိုရင် PVC တကားကိုတက်ဆင်ပေးထားမယ်ကြွပြခင်းကြွပြကပ်ပေးထားပြီးတော့ရှာဝါပါပါတည်းရဲ့ရှင်ပိုင်းလက်မှာဆိုရင် PVC တကားကိုတက်ဆင်ပေးထားမယ်ကြွပြခင်းကြွပြကပ်ပေးထားပြီးဘိုးတိုင်းအင်တာတစ်လုံးပါရှိမှာပဲဖြစ်ပါတယ်ရှင်ဒီဘုခုံမှာဆိုရင်နှစ်ပေပတ်လည်ကြွပြတွေခင်းပေးထားမယ်မြင်းကြီးတက်ရဲ့အနောက်မြေဘူဘက်မှာဆိုရင် PVC တကားကိုတက်ဆင်ပေးထားပြီးဒီတိုက်ခန်းအဆိုရင်ဖြင့်ပေ90 60ခရမ်းမြေပေါ်မှာတလွာတခန်းဆောက်လုပ်ထားပြီးတော့6ထက်တိုင်မျိုးစာပဲဖြစ်ပါတယ်ရှင်ရှင်းစင်မိတ်ဆက်ပေးခဲ့တဲ့တိုက်ခန်းရဲ့အလွှာကတော့မြင်းကြီးတက်ပဲဖြစ်ပါတယ်ရှင်ဒီတခန်းတလွာစီမှာကိုပိုင်မီတာကိုပိုင်မော်တာများတက်ဆင်ပေးထားပြီးတော့လူကြီးမင်းတို့ရေအလုံးလောက်အသုံးပြုဖို့အတွက်အဝေစီတွင်လည်းပါရှိပါသေးရဲ့ရှင်ဒီအခန်းရဲ့ပေကျကတော့18ပေ54ပေကျဝန်းပြီးတော့အမြင့်ကတော့12ပေ height ပဲဖြစ်ပါတယ်ရှင်ဒီတိုက်ခန်းအလှည့်အားဆိုရင်ဖြင့်အရှိတောင်ဖြစ်ပြီးတော့တိုက်မှတ်ပေါင်းကြီးကတော့9ပဲဖြစ်ပါတယ်ရှင်ဒီတိုက်ခန်းရဲ့အယောင်စီနှုန်းလေးကတော့3300ကိုအထူးညှိနှိုင်းအောင်ချပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရွှေစင်ကြော်ညာတဲ့ဒီတိုက်ခန်းကိုကြိုက်နှစ်သက်လို့ကြီးစုခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုတဲ့လူကြီးမင်းများအနေဖြင့်တနားရီလောက်တော့ကြိုတင်ချိန်ဆိုပေးပါရှင်ရွှေစင်ကလူကြီးမင်းတို့စိတ်တိုင်းကြလိုက်နဲ့ပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရွှေစင်ကနောက်ထပ်ဗီဒီယိုတွေများစွာကြော်ညာပေးသွားအောင်မှမလို့ကြိုက်နှစ်သက်လို့ရှိရင် follow နှိပ်ပေးခဲ့ဖို့မမေ့ပါနဲ့ရှင်